အသက်ရှင်တဲ့အရွယ်ကချင်တိုင်းသားလေးဒေါန်လွန်းရဲ့နိုင်ရည်မြင်ပွဲမှာဒေါန်လွန်းဟာကချင်ပြည်နယ်နမ်ဆန်မြို့နယ်ကတောင်ပေါ်ကြေးရွာလေးတရွာရဲ့ဇာတိဖြစ်ပြီးမြဲအခုသေဆုံးချိန်မှာတော့သူနေထိုင်ခဲ့တဲ့ဇာတိရွာလေးမဟုတ်ပဲလိုင်ဇာမြို့မနှောကွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မှယာယီဖွင့်လိုက်ထားတဲ့စစ်ပြေးဒုက္ခသည်စခန်းထဲမှာဝမ်းရောဂါနဲ့အသက်သေဆုံးသွားတာပါဒေါန်လွန်းဟာသူ့အမေဒေါ်နန်တောင်နဲ့အတူပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တဲ့ကချင်လွတ်မြောက်ရေးတပ် KIA နဲ့မြန်မာအစိုးရတပ်စစ်တပ်တို့ရဲ့ကချင်ဒေသတွင်းစစ်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေထဲကတစ်ယောက်ပါနှစ်ဦးနှစ်ဖက်စည်ရင်တဲမှမှုတွေအပြန်လည်ထိုးစစ်ဆင်ဖို့စည်ရင်ပြင်ဆင်မှုတွေနဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွေကြောင့်ကချင်တိုင်းသားဒုက္ခသည်15000ကျော်ဟာတရုတ်မြန်မာနယ်စပ် KIA ဌာနချုပ်တည်ရှိရာလိုင်ဇာမြို့သို့ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်အခုချိန်မှာတော့တစ်ဖက်နဲ့တစ်ဖက်စည်ရင်တဲမှမှုတွေအနှဲငယ်ငြိမ်သက်သွားသလိုရှိနေပေမဲ့အဲ့ဒီစစ်ပွဲရဲ့ဆိုးကျိုးတွေကိုကချင်ပြည်သူလူထုဟာအခုချိန်ထိခါးစည်းခံနေရဆဲပါထွက်ပြေးလာတဲ့ဒုက္ခသည်15000ကျော်အတွက်ယာယီဒုက္ခသည်စခန်း9ခုကို KIA ရဲ့အစီအစဉ်နဲ့လိုင်ဇာမြို့ပတ်ဝန်းကျင်မှာဖွင့်လှစ်ပေးထားပါတယ်ထွက်ပြေးလာသူတွေဟာ KIA ထိန်းချုပ်ရာနယ်မြေတွေဖြစ်တဲ့လိုင်ဇာမြို့နဲ့မိုင်ဂျာယာမြို့ပတ်ဝန်းကျင်ဒေသမှာကချင်တိုင်းသားတွေဖြစ်ပြီးအမျိုးသမီးနဲ့ကလေးတွေပိုများတာကိုတွေ့မြင်ရပါတယ်ယောက်ျားတွေကတော့သူတို့ရဲ့တောင်ယာဆိုင်ခင်းတွေကိုထိန်းသိမ်းကြည့်ရှုဖို့အရဲစော်ကြံခဲ့တယ်လို့ထွက်ပြေးလာတဲ့ဒုက္ခသည်အမျိုးသမီးတွေကပြန်ပြောပြပါတယ် KIA အနေနဲ့ဒုက္ခသည်စခန်းတစ်ခုကိုဗမာငွေ9သိန်းခန့်နေ့စဉ်ထောက်ပံ့ပေးပြီးအစားအသောက်နဲ့နေထိုင်မှုအတွက်သူတို့အတတ်နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း KIA အရာရှိတွေကပြောပြပါတယ်ဒါပေမဲ့အဲ့ဒီပမာဏဟာဒုက္ခသည်တွေအတွက်လုံလောက်တဲ့အထောက်ပံ့မှုမဟုတ်ခဲ့ပါဘူး။ဒါလည်းတော့တော့စား။ဒါမှကျွန်တော်တို့တက်ရှိတဲ့လူကတော့လောက်တယ်။အများကြီးစားနေမှာ။တဲ့လူတွေပေါ့။ဒါကြောင့်ဒုက္ခသည်စခန်းထဲမှာရှိတဲ့ကလေးငယ်တွေဟာတဖြည်းဖြည်းနဲ့အာဟာရချို့တဲ့လာခဲ့ပြီးကျန်းမာရေးထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်တရုတ်အစိုးရအနေနဲ့စစ်ဖြစ်တဲ့အစပိုင်းမှာယာယီတဲတွေထိုးပြီးဒုက္ခသည်တွေကိုနယ်စပ်မှာလက်ခံခဲ့ပြီးမြဲခဏသာနေထိုင်ခွင့်ပေးပြီးနမ်ဆန်ယန်ကိုပြန်ပို့တဲ့အတွက်ကြောင့်ဒုက္ခသည်တွေဟာလိုင်ဇာမြို့ပတ်ဝန်းကျင်ကဒုက္ခသည်စခန်းတွေမှာလာရောက်ခိုလှုံနေကြရပါတယ်ဆက်လက်ပြီးတော့တရုတ်ဆိုးရဟာထွက်ပြေးလာသူတွေကိုယူနန်ပြည်နယ်ထဲမှာရှိတဲ့ကချင်အမျိုးတွေအသီးမိတ်ဆွေတွေစီမှာနေထိုင်ခွင့်ပြုခဲ့ပြီးသူတို့မီဒီယာနဲ့နိုင်ငံတကာမီဒီယာတွေကိုဒုက္ခသည်တွေအားခိုလှုံခွင့်ပေးထားကြောင်းပြောကြားခဲ့ပါတယ်ဇော်လ30ရက်နေ့မှာတော့မြန်မာအစိုးရဘက်မှကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီးဘူမူကြီးတောင်းဦးဆောင်ပြီးအမျိုးသားလွှတ်တော်အမတ်ဥက္ကဋ္ဌိနန်နဲ့ကချင်တိုင်းမခန်ကောင်စီဥက္ကဋ္ဌဦးစံဝါနော်တို့အဖွဲ့ဟာ KIA ဘက်မှဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကွန်မော်ဦးဆောင်တဲ့တာဝန်ရှိသူ9ဦးတို့နဲ့လိုင်ဇာမြို့လက်ချမ်းရရွာမှာအပြစ်ကတ်ရစဲရေးအတွက်တွစ်ဆုံဆွေးနွေးခဲ့ပေမဲ့တီးကြတဲ့အဖြေတော့မရသေးပါဘူးဒီတက်ဒီအားလုံးကိုရက်ဆိုင်ထားဖို့ခ
ခိုင်ခိုင်မာမာဖြစ်စီခြင်းလေကျွန်တော်ပြောချင်တာအေးတဲ့တက်တရောက်နေရောက်မရောက်လည်းမရောက်ဘူးအဲ့ဒါဘာပဲဖြစ်ဖြစ်ကချင်ပြည်နယ်နဲ့ဒီ TIA နဲ့ထိတဲ့ရင်ဆိုင်နေတဲ့တက်တအားလုံးကိုတက်ကိုရဆိုင်ထားဖို့ဆိုတဲ့ဟာကခိုင်ခိုင်မာမာဖြစ်စီခြင်းလေကျွန်တော်ဒါမှကခုနပြောလို့အခုတက်လာတယ်မတက်လာဘူးဆိုတဲ့အပိုင်းကကတော့တိတ်အသေးစိတ်လုံးပါတယ်ဘာပဲဖြစ်ဖြစ်အခုကျွန်တော်မြန်မာတပ်မျိုးနဲ့ TIA နဲ့ရင်ဆိုင်နေတဲ့တက်တအားလုံးကိုရည်ရဆိုင်ထားဖို့အမှုထုတ်ပြန်ပြီးဖြစ်ရမယ်ပေါ့ဒါကိုကျွန်တော်ကလူဦးနှစ်ဖက်သဘောတူရဲဆိုတဲ့ဟိုဒါကျွန်တော်တို့အပိုင်းကပေါ့ဒါနိုင်ငံတော်ဘက်ကစဉ်းစားဖို့တော့နှစ်ဦးတစ်ဖက်ဟိုရမထိုးလို့ရသလားရတယ်ဆိုရင်ကျွန်တော်ကဒီလိုပဲထိုးချင်တယ်ဆိုတာကတော့အစ်စ်ပေါ့အဲ့ဒါမရဘူးဆိုရင်ကျွန်တော်အထက်ကိုပြန်ပြင်ပြမယ်ပြင်ပြပြီးမှအခက်ကတက်တာဆိုရင်ဒီလိုလုပ်ပြီးအပိုင်းဖြစ်လာမယ်အခုကြည့်တယ်ဆိုရင်ကျွန်တော်တော်တင်ပြပြီးပါမယ်ထုံးပြလို့ရတယ်အဲတော့ဒါလေးပါကျွန်တော်တို့ဒီကပုဂ္ဂိုလ်ကြီးများအားလုံးနားလေတော့ပေါက်သွားလို့ဆိုရင်ကျွန်တော်တို့ဒီကိုချင်းဘာလို့ကြာမြန်မာအစိုးရဘက်မှနောက်ကြိတ်ဆွေးနွေးဖို့အစီအစဉ်ရှိတယ်လို့ပြောခဲ့ပေမဲ့ဘယ်နေ့ဘယ်ချိန်မှပြန်လည်ဆွေးနွေးပြီးအပြစ်ခတ်ရစဲရေးအတွက်ဆွေးနွေးမှုအတိုင်းတာဘယ်လောက်ထိအောင်မြင်လိမ့်မယ်ဆိုတာဘယ်သူမှမပြောနိုင်သေးပါဘူးဟိုကျွန်တော်ဆရာသူကြီးရဲ့အမြင်နဲ့အကုန်လုံးဘက်ပေါင်းစုံအမြင်တွေကြားပြီးသား1994မှာသဘောတူခဲ့တဲ့ KIA နဲ့မြန်မာစစ်အစိုးရရဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ဟာ2020ခုနှစ်အတွင်းမှာထုတ်ပြန်ခဲ့တဲ့မြန်မာစစ်အစိုးရရဲ့နှစ်ခြားစောက်တပ်ဖွဲ့စည်းရေးအစီအစဉ်ကို KIA ကညှစ်ပယ်ခဲ့ပြီးနောက်ပိုင်းနှစ်ဖက်တင်းမာမှုတွေဖြစ်ပေါ်လာက18နှစ်အကြာ2021ခုနှစ်ဇွန်လထဲမှာတော့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးသဘောတူညီချက်ပြည့်ပြည့်သွားခဲ့တာပါစခန်းမှာခုလှုံနေကြတဲ့စပြေးဒုက္ခတွေဟာအနာဂတ်မှာဘာတွေဆက်ဖြစ်မလဲဘယ်သူမှမသိနိုင်သလိုသူတို့ကိုယ်တိုင်ကလည်းဘာတွေဆက်လုပ်ရမယ်ဆိုတာတရားမှမပြောနိုင်ကြပါဘူးဒီအခုကဒီကလေးတွေကြောင်းတက်နေတယ်ဆိုတော့တည်တယ်ဘူးလိုင်ဇာမြို့ဟာကုန်းတွင်းမှန်းကျပြီးတော့တောင်တန်းများဝန်းရံနေတဲ့မြို့ငယ်လေးတစ်မြို့သာဖြစ်နေပြီးထိုင်းမြန်မာနယ်စပ်မဟုတ်ပဲတရုတ်မြန်မာနယ်စပ်ဖြစ်နေတာကြောင့်နိုင်ငံတကာအကူအညီတွေရောက်ရှိရန်ခက်ခဲတဲ့အခြေအနေမှာရှိနေပါတယ်ဒါကြောင့်ကချင်စပြေးဒုက္ခတွေရဲ့ရှေ့ရေးဟာဆက်လက်ဆိုးဝါးနေမှာဖြစ်ပြီးတော့ကလေးငယ်တွေဟာလည်းဒေါင်းလုံးလိုအခြေအနေမျိုးဖြစ်လာမှာကိုစိုးရိမ်စရာဖြစ်နေပါတယ်ခင်ဗျာ